Секта в карам деграундра Сад моей головы Соседи на весь အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ fitness ပိုင်းမျိုးထုံးတဲ့ page ကနေပြီးထပ်မဲ့ပြီးကြိုးစိုးလိုက်ပါတယ်ကြိုးပြီးပြောထားမယ်ပေါ့နော်အပိုင်းထိုင်မှာပြင်းတဲ့လူတွေဆိုလို့ရှိရင်တော့ဒီ video ကိုကြော်ရလိုက်ပါကျွန်တော်ဒီနေ့အောက်ပိုင်းတော့ထိုင်ပါပါမန်နေဂျာနေ show ရဆောင်မှာပေါ့နော်အောက်ပိုင်းထိုင်ဖို့ဒီနေ့ feeding လာပြီးအောက်ပိုင်းထိုင်မယ် okay ဆိုတော့ဒီနေ့ကျွန်တော်အလုပ်လည်းမရှိဘူး trainer ပြဖို့လည်းမရှိဘူး client မရှိဘူးမနေ့ကမှဒီတနေ့ကုန်အားတယ်ဆိုတော့တနေ့ကုန်ကျွန်တော်ဘာတွေစားလဲเนาะခန္ဓာကိုယ်ဘယ်လိုမျိုး intake တွေထည့်တယ်ဘယ်လိုမျိုးပြန်ပြီးတော့ output တွေချင်းမှာသွားဖြုံးလဲเนาะဘယ်လိုပုံစံမျိုးလေးတွေလုပ်လို့ရမလဲဆိုတဲ့ဟာလေးတွေကိုမိတ်ဆွေတို့ကိုကျွန်တော်ဒီနေ့ပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့ video ရှေ့ကောင်းရှေ့လေးပဲပေါ့เนาะဖြစ်နိုင်လို့ရွှေရှင်เนาะကျွန်တော် page လေးကိုဥမာစာကြည့်ရလူပြီး follow လုပ်ပေးပါ like လုပ်ပေးပါဘာလို့လဲဆိုတော့ကျွန်တော်တင်ရတဲ့တစ်ချိန်ကုန်အားကျိုးလည်းနှောက်အောင်ဟောတာလေးတခုပဲ request လုပ်ပေးရပါဟိုဆိုတော့စမယ်เนาะစမယ်ကျွန်တော်ဘာမှမဟုတ်ဘူးเนาะကျွန်တော်အရင်တော့လုပ်တဲ့ pancake video ထဲမှာအတိုင်းပဲကျွန်တော် pancake ထပ်လုပ်ပါဘောเนาะ pancake ကကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ pancake ကကျွန်တော်ကအခုကျွန်တော်အတိုင်းပြက်နေတယ်ကျွန်တော်ကလက်မှန်းပဲချိန်တယ်ကျွန်တော်ချိန်နေရတဲ့အတိုင်းရှိတယ်ဟို egg white ပေါ့เนาะကျုပ်အကာကြီးကိုလည်းကျွန်တော်က140 150လောက်ပြီးသွားတယ်ပေါ့เนาะဆိုကျွန်တော်အဲ့လိုမျိုးဖမ်းမယ်တော့ကျွန်တော်ထည့်ထားတယ်ကျွန်တော်အများကြီးပဲထည့်တယ်ဟုတ်လို့ကျွန်တော်ဟိုကမရှိဘူးဖြစ်နေတယ်အောက်မှာဒီ battery ကုန်နေတော့တိုင်းတဲ့ဟာမရှိတော့လက်မှန်းနေချတယ်ပြီးတော့ကျွန်တော်ကျဲဝတ်စလုံးကျဲနှလုံးကျွန်တော်ဒီဗီဒီယိုမှာတစ်ခါလေးပြောမယ်နော်တချို့ဒီဗီဒီယိုကြည့်နေမှာလေကျွန်တော်ဒီ New York မှာနေနေမြန်မာတွေလည်းရှိကောင်းရှိတယ်မဟုတ်လားကျွန်တော်ဖုန်းဆက်ပြီးဆက်သွယ်ကြရတယ်ဗီဒီဆော့ကြည့်တော့ပါညာဆိုတော့ကောင်းတယ်အကုန်လုံးဟိုဒီ starting point ကျွန်တော်တို့ဒီကနေဖြစ်ချင်တဲ့စိတ်ကြီးကောင်းတယ်ဒါပေမဲ့ကျွန်တော်တစ်ခုပဲပြောမယ်နော်ဒီ consistency ရရှိပြီမနက်ပိုင်းရရေးကြည့်တယ်မနက်ပိုင်းအရင်ရေးကြည့်တော့အမြဲတမ်းပြောတယ်ခန္ဓာကိုယ်က6နိုင်ပဲ9နိုင်ပဲရှိ8နိုင်ပဲ8ပြီးသွားတယ်ကျွန်တော်ရှင်မနက်မိုးလေးလို့ရှိရင်မနက်မိုးလေး break ကကောင်းဆုံးပဲအဲ့အချိန်မှာကျွန်တော်တို့ protein တွေကျွန်တော်တို့ amino acid များတဲ့အစားအသောက်တွေသိရမလားအဲ့လို protein များတဲ့အစားအသောက်တွေကျွန်တော်တို့များမှီဝဲပြီးမနက်ပိုင်းကိုအဲ့လိုထိုးထည့်လိုက်ပါခန္ဓာကိုယ်လေးအဲ့ဒါမှလာလေမိတ်ဆွေတို့လိုအပ်တဲ့ nutrition တွေရပြီးတော့ခန္ဓာကိုယ်ချင်းရဖြစ်မှာအဲ့ဒီမှာမွေးငါ့ဦးခေါ်ဆိုပြီးဘာလို့ဂျုံပြောင်းနေသွားပြီးလို့စီစိတ်သွားပြီးစားမှာစားရရှင်အဲ့ processing ကညာဘက်ကြာပြီပဲဒီလားအဲ့တော့မနက်ပိုင်းကိုကျွန်တော်အဲ့ကျွန်တော် training client တွေကိုကျွန်တော်အဲ့လို diet sheet တွေကျွန်တော်ပေးအဲ့ diet လေးလုပ်တော့ဒီလားဆိုတော့ okay ပြောနေကြတယ်နော်အဲ့ဒါဒီမေးပါနဲ့မနက်မိုးရင်းရှူရှင်လုံးဝဖြစ်တယ်လို့မလုပ်ပါနဲ့မနက်စားဘူးနော်ရှူရှင် okay ကျွန်တော်နှလုံး egg white ဒီ egg white တော့ညားတယ် egg white ပြီးတော့ကျွန်တော်ဗာထည့်မလဲဆိုတော့protein powder protein powder ပါ protein powder ကတော့ကျွန်တော်ကတော့ဈေးပေါ်လေးပဲသုံးတာဈေးပေါ်လေးနဲ့quality လည်းဆိုတော့ဘုံဆိုကြည့်နေပြီး optimize nutrition ကိုကြာပြီရန်ကုန်မှာလည်းရှိတယ်ဆိုတော့အခုလည်းတစုံမလေးကြောက်တော့ပြီးတော့ငပြောသည်ကကြတော့ကျွန်တော်ကဘာလို့စားလဲဆိုတော့ငပြောသည်ရဲ့ဒီ carb ပေါ့နော်ဒီအချို sugar natural sugar ကကျွန်တော်လေးချင်ငယ်လုပ်တဲ့အချိန်မှာအရင်တိတာတယ်ပေါ့နော်သူက dopamine ရပြီးတော့ကျွန်တော်စိတ်ရဲ့ဘယ်လိုပြောလဲခန္ဓာကိုယ်အတွက်အချိုတစ်ခုပေးထားလိုက်ပြီဆိုလို့ရှိရင်မိတ်ဆွေတို့ intense workout တွေဆော့ရချိန်ကြဆိုလို့ရှိရင်တချို့အဲ့လိုမျိုးလေး jelly လေးကြိုက်တာလေးပါညာလေးတွေ့ဘူးပါပေါ့အဲ့လိုမျိုးသူကဟိုခန္ဓာကိုယ်အဲ့လိုမျိုးအပြည့် dopamine တက်လေးထည့်ပြီးရအောင်ထည့်ပြီးတော့ခန္ဓာကိုယ်ဆော့တဲ့ချိန်ကြဆိုလို့ရှိရင်လို့ပြောဆော့နိုင်တယ်ကိုယ်စိတ်ကပိုပြီးမြူးယူတယ်ပေါ့နော်ဒါကတော့ဟိုအရင် detail မပြောပြချင်ဘူးပေါ့နော်အဲ့လိုမျိုးလေးသတ်မှတ်လိုက်ပေါ့နော် okay မပြောသေး natural ဒါအချိုတက်ကဒါဟိုကမပြောသေးရအချိုတက်တော့အဲ့ထည့်လိုက်မယ်ထည့်ပြီးတော့ပြီးကျွန်တော် avocado မမှဲ့သေးဘူး avocado ဒီနေ့မစားတော့နော်အဲ့ဒါလေးကိုကျွန်တော်ကပြီးကြိတ်လိုက်တယ်ဗျာဘာမှမဟုတ်ဘူးကျုပ်ကိုဟိုကလုပ်တဲ့အတိုင်းပဲကျုပ်ပူတင်းလုပ်တဲ့အတိုင်းပဲလေလားဘာမှမဟုတ်ဘူးနော်အဲ့လိုမျိုးလေးလုပ်လိုက်တယ်ပြီးတော့ကျွန်တော် blender ထဲမှာကျွန်တော်ကြိတ်လိုက်တယ် blender ကြိတ်တာကျွန်တော်ပြရတော့ပြီးတော့ပန်ပူပေးမယ်ပန်ပူပေးပြီးတော့ကျွန်တော်ကစီလေးပါလေးတုတ်လိုက်မယ်နော်စီရလဲစီဘယ်လိုလဲ spray ပေါ့ဗျာအရင်တက်မှာလို့ဒီ
ဒီ day ဆက်နေဆိုရွှေရှင်နဲ့တက်မလားဟို olive white spray ပဲတုံးတော့ကျွန်တော် olive white ကုန်ပြီးတော့စီရိုးစီပဲတုံးရတယ်โอเคပြီးရွှေရှင်ကျွန်တော်ဂျင်မှာတွေ့မယ်အောက်ပိုင်းထိုင်မယ်ဂျင်ရုံတစ်ဆိုတော့ရိုက်ခွေးလောက်ကလည်းအစီအပြေပေါ့အားညာဟုတ်တယ်ဒီမှာကျွန်တော်12နိုင်တော့ထိုးမယ်ကျွန်တော်လောကလည်းနည်းနည်းကြားတယ်နည်းတော့ကျွန်တော်ပုံမှန်ဖြစ်နေတယ်โอเคဆိုတော့ဒီနေ့တနေ့ကုန်အားရဆိုကျွန်တော်ဗီဒီယိုချိန်ယူပြီးလိုက်လို့ရမယ်เนาะโอเคအဲ့ဒါလေးပါပြီးရွှေရှင်ကျွန်တော်ဘာစားလေးဘာညာပေါ့เนาะအဲ့ဒါလေးကျွန်တော်ပြပြပြီเนาะနေ့တက်စားမယ်ပေါ့နော်နေ့တက်စားပြီးတော့ကျင်သွားမယ်ဘာမှမဟုတ်အစားတောက်တွေကဒီကျွန်တော်ကပုံမှန်စံနှုန်းသတ်မှတ်ထားတဲ့အတိုင်းပဲလွယ်တည်ပြီးသားထားမယ်ပရိုတိန်းကျွန်တော်ပေါင်ချိန်နဲ့ညီမျှတဲ့ပရိုတိန်းကိုစားရမယ်လွယ်တည်ရနော်ဒါဟိုဗါလဲကျွန်တော်ပေါင်ချိန်180ရှိတယ်ပေါ့နော်180ရှိဆို180 grams of protein က minimum ဖြစ်အောင်စားပေးရမှာနော်တချို့ကြလည်းlean muscle body mass တွေပိုင်းနဲ့တွက်ကြရတယ်ဒါပေမဲ့စံသတ်မှတ်ချက်ကတော့1နဲ့ပဲတော့မှာဆိုတော့ကျွန်တော်ပေါင်180ရှိရတဲ့အတွက်180 grams of protein ပြအောင်စားတယ်ဆိုတော့အဲ့ဒါကြီးကိုတစ်ခါတည်းစားတာမဟုတ်ဘူးเนาะအဲ့လိုမျိုးလည်းမဟုတ် split လုပ်ပြီးစားတာပေါ့เนาะဆိုတော့ okay ကြော်ဒီအခုကကျွန်တော်အမားကြော်ထားတဲ့ချင်းမုံကြော်ချင်းစုပ်နေပြီချင်းမုံကြော်နေကျွန်တော်ဆယ်မုံမနေ့ကကျင်တဲ့ဆယ်မုံတစ်ပိုင်းလေးနဲ့ကျွန်တော်ရင်စားလိုက်တယ်เนาะပြီးရင်ကျွန်တော်ရှိရ beef တွေလည်းရှိသေးအဲ့ဒါချင်းရပြန်လာမှစားမယ်ဆိုတော့စားလိုက်ပါဦးမယ်ထမင်းစားပွားကြီးဆိုတော့စားပြီးချင်းတောက်လို့ရတယ်เนาะဒီ vitamins minerals တွေက okay ဆိုတော့ကျွန်တော် natural တွေကျွန်တော်တဘာဝတိုင်း sorry လူတွေကျွန်တော်တို့လူမျိုးတွေကအောင် supplement တွေမသုံးအောင်လားဆိုတော့သုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အစားတောက်ကအဓိက high priority เนาะဒီကောင်တွေက polish လုပ်တာနောက်ကနေအနာကွတ်တာ corner လိုက်ကွတ်တာပေါ့เนาะခန္ဓာကိုယ်ပို့ပြီးတော့ polish လိုက်လုပ်တဲ့သဘောပေါ့เนาะ okay ဆိုတော့ကျွန်တော်တောက်နေကြဟာလေးတွေပြောပြပေးမယ်ကျွန်တော်တောင်းနေကြဟာလေးတွေကဗာလေးလဲဆိုတော့ကျွန်တော်က D3 ဟို benefits တွေကတော့ကျွန်တော်နောက်ထပ် video နဲ့ပြလိုက်ပါเนาะ D3 တောက်တယ် D3 က plus K2 လေးနဲ့တွဲတောက်မှာအဆင်ပြေမယ်เนาะ K2 လေးနဲ့တွဲတောက်ကျွန်တော်ကတော့ဆိုတော့ကျွန်တော်ခုနက video ပြတ်သွားလားမသိဘူးเนาะ D3 ကကျွန်တော် K2 လေးနဲ့တွဲတောက်မှာအဆင်ပြေမယ်เนาะ combination နှစ်ခုပေါင်းပြီးထုတ်တာတပူးထဲမှာပဲ K2 နဲ့ D3 ပါရရှိအဲ့ဒါလေးဝင်ပို့အဆင်ပြေเนาะပြီးတော့ကျွန်တော် fish wash 5 kg ဒီနေ့တောက်ဆရာမလို့anyway ကျွန်တော်ဒီနေ့တောက်လိုက်မယ်ဒီနေ့တောက်တယ်မလို့ဗျာဒီ9ကြီးချင်တောက်တယ်မလို့အိုးမတောက်တော့ပတ်စံကုန်တယ်ဟိုပါလဲဒါဒီ D3 နဲ့ K2 ပဲတောက်ရတော့ဆိုတော့ကျွန်တော်9ဟိုဟာလေဆယ်မွန်စားထားတယ်နော်โอเคဆိုတော့အဲ့ဒါကိုတောက်ပြီးသွားပြီနော်ပြီးတော့ကျွန်တော်တစ်ခုထပ်ပြောပြမယ်ချင်းစုံနေလူတွေတည်ပြီးသားပဲเนาะ creating monohydrate เนาะဆိုတော့တောက်လာကြပြီဒါမှကျွန်တော်ဖြတ်လိုက်တာ maybe almost like 4 or 5 minutes လောက်ရှိမယ်ဟုတ်တယ်ကျွန်တော်4လ5လောက်ရှိပြီကျွန်တော်ဖြတ်လိုက်ဘာလို့လဲဆိုတော့ယုံလားမယုံလားဒီမိတ်ဆွေတို့အဲ့ကောင်နည်းနည်းဘလုတ်တက်ဖြစ်တယ်ကျွန်တော်အမြင်ပြောပြရတော့ဒီကောင်ကသူကရေမာဆယ်လေးကိုရေတက်ဖြည့်တင်ပြီးရပေါ့ not outer layer လို့ပြောပြီးမြဲ outer muscle လို့ပြောပြီးမြဲတွင်းထဲကိုရေတက်ဖြည့်ပြီးဆိုပြီးမြဲ stay kind of look like fluffy way กว่าတိလား bro sodium high sodium နေဆိုရင် creatine တောက်ထားရလို့ဆိုတိတာနည်းနည်း bloat တက်ဖြစ်တာနှစ်ဆဖြစ်လို့ခံစားဆိုတော့လုံးဝကျွန်တော် 100% natty ဖြစ်နေပြီ creatine တော့မတောက်တော့ဆိုတော့အဲ့ပြောပြထားတာပါနော် I'm so proud of myself and then ကျွန်တော်တို့ဘယောကတောက်ပါမယ်ဘယောကတောက်မယ်နော်ဘယောကတောက်ဖို့လိုနေတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီအောက်ပိုင်းထိုင်မှာခွေးလုံနွားလို့ဆော်မှာလို့ကျွန်တော်တွေးထားတယ်ခွေးလုံနွားလို့ဆိုတဲ့သဘောကလုံးဝသိပါလေ okay ဒါပေမဲ့အဲ့လိုအရင်အားထဲတိုင်းနေကြရှင်ဖြစ်နေတာလေးဖြစ်နေတာမျိုးဖြစ်သွားတာလေးရှိတယ်နော် anyway ရေလိုက်တဲ့ငါတော့ပါဗျာပြင်မှာဒီနေ့လေးတော့ကြည့်ချက်ရှူချောင်းလောက်အောင်ပေါ့ဒီနေ့ဖင်နေရောပေါင်ရှိတွေရောပေါင်နောက်တွေရောဆောက်လို့စဉ်းစားအချိန်တော်တော်လေးတော့ယူမယ်2 နာရီလောက်တော့ကြာမယ်အောက်ပိုင်းနေအဲ့ဒါကြောင့်အောက်ပိုင်းပုံမှန်ထိုင်နေကျွန်တော်အဲ့လိုမျိုးဒီ day အသိမဆော့ပြတာကြာပြီအလုပ်ရှုပ်အေးအောက်ပိုင်းနေရေလောက်သွားနေလို့ bro like ခါရီရောက်ရင်ကြွတ်ပါတယ်ကျွန်တော်ဆောက်ဖို့ဝင်ရောရထားပေါ်မှာကျွန်တော်ထိုင်နေရမှာ
နောက်မှထိုင်နေချိန်ရောက်ယူရင်အဲ့လိုမျိုးထားလို့မရဘူးကြောက်သားကောက်သွားအဲ့မှာကျွန်တော်ပြန်ထိုင်ပြီးတော့အကြာကြီးနေနေတာအဲ့လိုဖြစ်တော့ဖြစ်ခဲ့တယ်အကျော်မလျှော့ရနေမဆိုင်သူကအဲ့လိုအင်ထက်စင်ရမ်းဖြစ်သွားလို့ရှိရင်အောက်ပိုင်းထိုင်တာမရလို့ရှိရင်အဲ့တိပါလိမ့်မယ်ဖြစ်တူလေးโอเคဆိုတော့ကျွန်တော်ဒီတော့အောက်ပိုင်းတော့ဆုံးမယ်နော်ကဲကျွန်တော်ချိန်ရောက်ပါပြီဆိုတော့ဂလူးကနေရင်စမယ်နော်ကျွန်တော်ပေါင်နောက်နဲ့ glue နဲ့ကိုကျွန်တော်အရင် train မယ်ပြီးလို့ရှိရင်ကျွန်တော်ရှေ့ပိုင်းကိုပြန်ပြီးတော့ train မယ်ပေါ့နော်ဆိုတော့နောက်ဘက်ကနေစမယ်နော်ဝေစားဒါကတော့ကျွန်တော်တို့ hip adapter လို့ခေါ်ရပါတော့ကျွန်တော်ပေါင်ဒီတင်ပစုံရဲ့ဒီဘေးကြွက်သားပေါ့နော်ဒီခြိုက်နေတဲ့နားပေါ့ဒီတင်မဘေးသားကြွက်သားကိုဆော့ရတဲ့ပေါ့နော်โอเคအလေးကအဆုံးနီးအောင်မှာကျွန်တော်တို့ပေါ့နေသူဒီဘက်ဆက်ကဒီဆက်ကနည်းနည်းလေးအလေးနည်းဆိုတော့ကျွန်တော်ဝင်လိုက်ပါမယ်โอเคဒီကောင်းတဲ့သဘောတရားကတော့ကျွန်တော်အတွင်းကိုဝင်လိုက်တယ်အတွင်းကိုဝင်ပြီးတော့မြင်ရလားမသိဘူးအတွင်းဝင်ပြီးတော့ကျွန်တော်တို့ဘေးဘက်ကိုဖဲပါမှာနော်ဟောင်းလေးတွေ2ဖြည်းဖြည်းချင်းပဲဆော့တေချာတင်မခွင်ဘေးကြွက်သားကိုတေချာလေးညှက်ပြီးတော့ဆက်မယ်နော်ရှေ့ကိုထည့်ထားလိုက်ရတယ်ဟိုကောင်းတာ
Come on.ကျွန်တော်အတန်ပြတ်သွားလို့ voice over နဲ့ပြောပြလိုက်မယ်နော်ဒါ Romanian deadlift ဆော့တဲ့သဘောပေါ့နော်ဒါကတော့ကျွန်တော်စက်ပစ္စည်းရှိရတဲ့အတွက်ကျွန်တော်ကဆော့တာပါဂျင်းဦးမှာဒီလိုစက်ပစ္စည်းမရှိဘူးဆိုရှင် short မရှိဘူးနော်လုံးဝကျွန်တော် barbell တွေ dumbbell တွေအသုံးပြုပြီးတော့Romanian deadlift ပေါ့နော်ကျွန်တော်ပေါင်နောက်ကျော်သားတွေဆော့ရရမယ်ဒါကျွန်တော်ပထမအောင်ဆုံးအကျော်စဝင်မှာထင်တယ်ဟုတ်တယ်ဆိုတော့နှစ်ပြားနဲ့ကျွန်တော်လေးနှစ်ပြားနဲ့ကျွန်တော်စပြီးဝင်နေmaybe 10ကျော်အထက်လောက်ထိကျွန်တော်သွားမယ်ဆိုတော့ဒါပထမအောင်ဆုံးကျွန်တော်ရဲ့ working set ပါတွေ့တဲ့သဘောတရားတော့လေကျွန်တော်တို့ပေါင်နောက်ကြွက်သားကိုကျွန်တော်တို့ကstress လုပ်တာပေါ့နော်အဲ့နေရာမှာကျွန်တော်အမြဲတမ်းပြောလို့ပဲကျွန်တော်ပေါင်နောက်ကြွက်သားကိုတေချာစိတ်ထဲထည့်မယ်ဒူးတွေကိုဖြစ်နိုင်တယ်မှာဖြောင်းပေးတာမယ်ခါးရဲ့ lower back ကိုတေချာလေးကော့ပေးတာမယ်ကျွန်တော်တို့အဲ့မှာခါးနာကြီးတက်တာမယ်ပေါ့နော်ဆိုတော့ကျွန်တော်အခုဗီဒီယိုမှာပြထားတဲ့အတိုင်းပဲကျွန်တော်တစ်ချက်ချင်းတေချာဆွဲမယ်ဒူးကိုတစ်ချက်တော့တေချာ angle ကိုတေချာကြည့်ပေးပါကျွန်တော်လုံးဝကွေးဝါမကွေးဝါနိုင်တဲ့လောက်ဒီကျွန်တော်တက်နေမှာထိန်းထားပြီးရယ်ကျွန်တော်ပေါင်နှောင်းနဲ့တင်နေအောင်တေချာ stress လုပ်ပြီးကျွန်တော်ပေါ်ပြန်တက်တယ်မိတ်ဆွေဗီဒီယိုမှာမြင်ရမယ့်အတိုင်းပေါ့နော်အဲ့လိုပုံစံလေးနဲ့တစ်ချက်ချင်းညှစ်ပေးပါကျွန်တော်ဒီနေရာမှာအလေးများတယ်ဆိုရင်တော့ကျွန်တော်တေချာ control လုပ်ပြီးဆော့ရပေါ့နော်အဲ့မှာမာဆဲကတေချာတတပပနဲ့ကျွန်တော်ထွက်လာမှာပါOkay နောက်ထပ်လေ့ကျင့်ခန်းတစ်မျိုးအနေနဲ့ကကျွန်တော်ပေါင်နောက်ကြွက်သားကိုပဲထပ်ပြီးတော့ဆော့မယ် line hamstring curl လို့ခေါ်တယ်ပေါ့နော်ဒီကောင်လေးကတော်တော်လေးပေါင်နောက်ကြွက်သား develop ဖြစ်ဖို့အတွက်များစွာထောက်ကူပြုတယ်ဒီနေရာမှာတစ်ခုတစ်ချက်3 baby မှားချင်တာကကျွန်တော်တို့ခြေဖနှောက်တွေကိုကျွန်တော်တက်တယ်ထားပြီးခြေချောင်းနဲ့ခြေဖနှောက်တွေကိုတက်တယ်ထားတာလို့ကတချို့ကကျတော့ခြေချောင်းကြီးတွေပဲကားသွားတာမျိုးဖြစ်တယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့
ခြေဖနှောက်တွေခြေချောင်းတွေဖျောက်မြောက်တဲထားတာပဲပါကျွန်တော်ဗီဒီယိုမှာပြတာလည်းတစ်ချက်ချင်းတေချာညှစ်ပြီးစော့မယ်နော်လေးများတယ်ဆိုရင်တေချာတစ်ချက်ချင်းညှစ်ပြီးစော့မယ်အကျဉ်းကြော်ရည်လေးအောက်မှာရေးပြပေးတာနော်အဲ့တိုင်းလေးပဲစော့မှာပါဒီကောင်လေးကတော့ကျွန်တော်တို့တော်များတီးပြီးသားပဲเนาะleg extension ပေါ့เนาะကျွန်တော်တို့ဒီ quad တွေပေါင်ရှိကြွက်သားတွေကျွန်တော်တို့ကြွက်သားအမြောင်းတွေပေါ်လွင်မှုအတွက်အရင်အရေးကြီးရပေါ့เนาะဖြစ်နိုင်ရင်တော့10ကြော့အထက်လောက်တော့သွားပြီးတာပို့ပြီးအဆင်ပြေတယ်တချို့ကြလည်း10ကြော့အနည်းဆုံးပြီဆိုတော့ကျွန်တော်တို့10ကြော့အထက်လောက်ပေါ့เนาะ၄ချိန်ပြုလုပ်လို့ရမယ်เนาะဆိုတော့ဒါပထမအောင်ဆုံးကျွန်တော်ရဲ့ walking set ပြီးသွားပြီဒုတိယတစ်ခေါက်ပေါ့เนาะဆိုတော့၄ကြော့လုံးမယ်အရင်ဗီဒီယိုရှေ့ဝမ်းမှာဆိုကျွန်တော်နည်းနည်း shortcut လေးဖြတ်လိုက်မယ်เนาะတချို့ဟာလေးကဲဒီနေ့တော့ဖင်စုပ်ပြီဟေးငါလက်ခွန်း squat ထိုင်မယ် Smith machine နဲ့ဖြုတ်မယ်တော့လေနှစ်ပြားနဲ့အရင်ဆုံးဖြုတ်လိုက်ပါဦးမယ်လွယ်ဦးနော်မိတ်ဆွေတော့မလွယ်ဘူးလွယ်ကူနေရာမှာမရှိမနေဘူးဖြစ်နေတယ်ဝေးဟုတ်နေကိုနေမှာမရှိဘူးဖြစ်နေရဲ့မိတ်ဆွေတို့Hey! Go! Woo! Ah, fuck!
Okay, I'm back, motherfucker. Okay. Oh. Hey.ဖြစ်နေတယ်ဗျာနှိမ့်မကုန်ခင်တပွဲလောက်နှွှဲလိုက်ချင်သေးတယ်။အဲ့မဲ့ natural body building ကြီးကပျောက်နေပြီဗျာတဲ့ဆေးသုံးထားတဲ့ကောင်တွေတက်ပြိုင်နေတယ်ဆောင်းဝမ်းနေဆေးရလည်းမသုံးကြဘူး။တပွဲလောက်တော့ပြိုင်နေသေးတယ်။ကနေခွဲချင်ဆောင်းရတိတာရဗျာသုံးထားတဲ့ကောင်မသုံးထားတဲ့ကောင်ကနေခွဲလိုက်တဲ့ချိန်ရောက်ရှင်ဇီးစီပဲကျန်တော့တယ်။အဲ့ဆေးသုံးထားတဲ့ကောင်တွေကထောင်းနေတယ်ဒီပွဲကောင်းနေတာဒီချိုပွဲကောင်းနေတာခွေးလို့နွားလို့ထိုင်တာအောင်ပါနောက်ကဆိုရင်မျိုးလုံးကကျွတ်ဒီနေ့စုပ်ပြတ်တက်ထွက်နေရပဲဒီနေ့ကျွန်တော်ဆော့တာတော်လေးအဆင်ပြေပြောလို့ရโอเคဖိတ်ချလို့ဒါ finisher workout ဖြစ်ဖြစ်ပဲကျွန်တော်ခြေသုံးဆောင်မယ်เนาะပြီးရတော့ဒါပေမဲ့ဒီပေါင်းရှေ့ရဘေးတွေအကုန်ပြီးသွားပြီเนาะဒါတော့ပြန်ကြည့်မယ်လက် press เนาะ leg press ကိုကျွန်တော်ဆော့ပါဖြစ်ပါတယ်၃ကြော်ပဲဆော့မယ်၃ကြော်မှကျွန်တော်အကျိန်10ကြော်အထက်ထိဆော့မယ်เนาะတမ်းမဝင်သွားရ what the fuck
Hey! Hey!
ကဲပြီးသွားပြီဗျာခြေစလုံးလည်းမစော့နိုင်တော့လူလည်းခွေးရုပ်ပေါက်ပြီ Oh my god it is so much intense ပဲတော်တော်လေးကိုပြင်းထန်တယ်လို့ပြောလို့ရတယ်ဒီနေ့ trainer သဘောကျပါတယ်ဒါပေမဲ့ recovery time တော်တော်လိုလိမ့်မယ်ဒါပေမဲ့ကျွန်တော်မနေ့ client ကတော့ပြပြမှာမသိဘူးကျွန်တော် reply လုပ်ပြတယ်ကဲမနေ့ပိုင်းတော့ပြပြရင်တော့ကျွန်တော်မျိုးကဲမယ် Okay ဆိုတော့ကြောရှော့မယ်ကြောရှော့ပြီးသွားပြီတိလားဒါပေမဲ့စမကလာပေါ့နည်းနည်းပပပေါ့ဒီကခါအုပ်ကို roller ထည့်မယ်ဗျာတိလားနည်းနည်းပပပေါ့ relaxation မလေးကင်မရာပြောက်မှာလည်းကြောက်ရသေးတယ်ဟိုတော့ tracking face tracking လုပ်ထားတော့လေเนาะအဲ့လိုမျိုးလေးလုပ်ပဲပြီးရင်ရှောက်တစ်ဖက်ကြွပဲဒူးလေးနဲ့ထောက်ပဲတစ်ထောင်လေးနဲ့ထောက်ပဲမေးလေးနဲ့လှည့်ပဲဘေးလေးနဲ့လှည့်ပဲဖက်ချင်းပြဲပဲ try to reach to the toes ပဲเนาะနည်းနည်းမပါပေါ့နော်ဒီကျွန်တော်လဲအောင်လိုက်မယ်ပြစ်ဝယ်လိုက်ပဲဗျာတင်းပြစ်ဝင်ကိုကော့ထားလိုက်ဗျာတယ်လီဗီနီရှု5စက္ကန့်ပြီးဝင်မယ်ဖြန့်နာမယ်ကြောပြီးဟိုဘို့လိတ်တယ်နေပါဘို့မြောက်လိတ်တယ်ပဲနော်လိုမျိုးလေးပေါ့နော်နေပါပေါ့ရပြီတော့ပြီကျွန်တော်ချော့ပြီလားနော်ဒီလက်မယ်အိမ်ပြန်မယ်အိမ်ပြန်ရင်တခုဝင်စားမှရအောင်ကျွန်တော်တော်တော်လေးကိုလိုက်စားနေပြီဟိုအိမ်မှာလည်းချက်တော့ချက်ထားတယ်ဒါပေမဲ့ဒီတော့ပြိုင်းတာဆိုတော့ကျွန်တော်နည်းနည်းဆိုဒီယမ်လေး intake နည်းနည်းထည့်မှာလို့ဆိုမဆက်ဟိုဟာဖြစ်နေတယ် GI ဖြစ်နေတယ်ဆိုဒီလိုပုံစံလေးပါyummy motherfucker okay so hello ရေးဒီကောင်လေးကိုလည်းပြောပါနော်ဒီလိုမျိုးပေါ့ဆိုခဏလေးပြနော်ဒီတော့ပါတော့အဲ့တော့ဒီလိုပန်းနေချွေပေးရမယ်ပန်းပေးစေတာပန်းလေးချိုးလေးပါကြိုက်စားရပြချိုးရိုးရောကြိုက်စားပါလက်တမရည်ညင်တွေ့တော့ပါဆိုရန်ကုန်မှာဆိုလို့ကျွန်တော်ကြိုက်ဆုံးစားတာကတော့ရှမ်းကြီးတို့မျိုးမီးရှိတယ်။ဟုတ်ပါဘူးနော်။ဒါပေမဲ့ဒီနိုင်ငံမှာကျွန်တော်ကြိုက်ဆုံးဆိုတော့ပိုဖြစ်လိုက်တယ်။ like စုပ်တွေပါဆိုတော့ပေါ့။အားရဒီလိုပေါ့ရှိတယ်။ဒီထည့်လိုက်တယ်။အားရပါဘူး။ The festive မောင်မစစ်လေးကိုတော့တော်လည်းချင်းချင်းတွေ့ဘောတော့ပါ Oh my god ဒီစားကောင်းတယ်ဆိုလို့မျိုးလေးပေါ့နော်ဒီစားတော့ကျွန်တော်ဆွေးတော့